တရင်လိုက်တိုင်းဒေသကြီးတဝယ်မြို့မှာတူနာပြုတ်တင်တဲ့ကြောင့်ကိုတူနာပြုတ်သိပ္ပံအဖြစ်စိတ်မြင့်ဖွင့်လှစ်လိုက်ပြီးကျမ်းမာရေးကဏ္ဍအတွက်အည်သွေးမြင့်တူနာပြုတ်တွေမွေးထုတ်ပေးနိုင်ရေးရည်ရွယ်တဲ့ဖွင့်ပွဲအခမ်းအနားကိုဇူလိုင်16ရက်ကကျင်းပခဲ့ပါတယ်။ဖွင့်ပွဲအခမ်းအနားကိုတရင်လိုက်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစောနိုင်ဦးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌတရားလွှတ်တော်တရားသူကြီးချုပ်အစိုးရအဖွဲ့ဝန်ကြီးများကျမ်းမာရေးဌာနမှတာဝန်ရှိသူများတူနာပြုတ်သိပ္ပံမှာဆရာဆရာမများနဲ့ကျောင်းသားကျောင်းသူများတက်ရောက်ခဲ့ကြပါတယ်။အခမ်းအနားမှာဝန်ကြီးချုပ်ဦးစောနိုင်ဦးကတူနာပြုတ်သိပ္ပံတဝဲဖွင့်လှစ်နိုင်ခြင်းဟာဒေသအတွက်သာမကနိုင်ငံတော်ဝန်ကျန်းမာရေးစောင့်ရှောက်မှုအရေးသွေးမြင့်နေရေးအတွက်အရေးပါတဲ့ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ဒါပြင်မြန်မာနိုင်ငံတော်ဝန်မှာတစ်ချိန်နဲ့ဖွင့်လှစ်တဲ့တူနာပြုတ်သိပ္ပံ15ကျောင်းဟာနိုင်ငံရဲ့ကျန်းမာရေးကဏ္ဍဖွံ့ဖြိုးရေးအတွက်မင်္ဂလာရှိတဲ့အစပြုမှုကိုဖြစ်သလိုတဝဲတူနာပြုတ်သင်တန်းကျောင်းကိုလည်းသိပ္ပံကျောင်းအဖြစ်ဆင့်မြင့်တင်နိုင်ခဲ့တာဟာဒေသအတွက်ဂုဏ်ယူစရာဖြစ်တယ်လို့ဆိုပါတယ်။ဝန်ကြီးချုပ်ကနိုင်ငံတော်အနေနဲ့အဆောက်အအုံတင်ကြားရေးနဲ့စီမံခန့်ခွဲရေးပိုင်းတွေကိုအားဖြည့်ဆောင်ရွက်ပေးထားသလိုကျောင်းအနေနဲ့လည်းမိမိတို့ရဲ့ mission နဲ့ vision အတိုင်းအရေးသွေးမြင့်ပညာရေးကိုဆက်လက်ဖော်ဆောင်မှုလိုအပ်တယ်လို့လည်းပြောကြားခဲ့ပါတယ်။ဒါပြင် AI ပါဝင်ခေတ်မီနည်းပညာတွေတိုးတက်လာတဲ့ခေတ်နဲ့ညီတူနာပြုတွေဟာမိမိစွမ်းရည်ကိုအဆင့်မြင့်တင်နေဖို့လိုအပ်တယ်လို့လူနာပြုစုစောင့်ရှောက်ရမှာလည်းနည်းပညာကျွမ်းကျင်မှုတွေမကဘဲမေတ္တာစေတနာနဲ့ကျင့်ဝတ်သိက္ခာကိုအခြေခံတဲ့ professional စိတ်ဓာတ်ထားရှိဖို့တိုက်တွန်းခဲ့ပါတယ်။တူနာပြုသိပ္ပံတဝဲကို1993ခုနှစ်မှာတူနာပြုသင်တန်းကျောင်းဖြစ်စတင်ဖွင့်လှစ်ခဲ့ပြီး2026ခုနှစ်မေလအထိအရေးသွေးပြည့်ဝတဲ့တူနာပြု1306ဦးဝေးထုတ်ပေးနိုင်ခဲ့ပါတယ်။အနာဂတ်မှာလည်းနိုင်ငံနဲ့ဒေသအတွက်ထူးချွန်တဲ့တူနာပြုတွေကိုဆက်လက်မွေးထုတ်ပေးနိုင်မယ်လို့ယုံကြည်ကြောင်းဝန်ကြီးချုပ်ကပြောကြားခဲ့ပါတယ်။မိကုံးချုပ်အနေနဲ့ဝန်ကြီးချုပ်ကတူနာပြုလုပ်ငန်းဟာအများကျိုးကိုဦးစားပေးဆောင်ရွက်ရတဲ့မြင့်မြတ်တဲ့အလုပ်ကိုင်ဖြစ်တာကြောင့်မိမိရဲ့ဂုဏ်ကျောင်းရဲ့ဂုဏ်နဲ့နိုင်ငံရဲ့ဂုဏ်ကိုဆောင်နိုင်တဲ့ထူးချွန်တဲ့တူနာပြုများအဖြစ်စ조사ကြဖို့တိုက်တွန်းပြောကြားခဲ့ပါတယ်ခင်ဗျာ။